နိုင်ရင်နဲ့ဆိုရင်တော့ဘယ်ဟာပန်းလေးလဲမယ်ဘယ်ဟာရေးရဲလဲမယ်ပေါ့နော်ဒီတော့ဘယ်ဟာရေးကတော့ပန်းစီမှာသွားထည့်လိုက်ပါပြီးတော့ပန်းရေးသွားထည့်ပြီးတော့ဒါဆေးလိုက်မယ်ဆေးပြီးတော့ဖေးရပန်းလေးသွားလဲမယ်ပေါ့နော်